မြတ်ဗုဒ္ဓဤဘဂဝါခုံတော်ဗုဒ္ဓဘာသာဝင်သူတော်စင်များကြီးညိုလေးစားအထာကိုးဝေရဖြစ်တဲ့မြတ်စွာဘုရားမှာဂုဏ်ကြီးတွေမြောက်များစွာရှိတဲ့ထင်ကျမ်းဂန်ထဲမှာအများဆုံးဖော်ပြတဲ့ဂုဏ်တော်ကတော့9 ပါးအရဟံစတဲ့ဂုဏ်တော်တွေကိုကျမ်းဂန်ထဲမှာနေရာအနှံ့အပြားအကျဉ်းချင်းဖော်ပြထားတယ်ဆိုလိုတာကဘုရားမှန်သမျှဟာဒီလိုရည်ချင်းနေရှိရမယ်လို့ဆိုလိုတာဂေါတမဗုဒ္ဓတဆူတဲ့တင်ဒီရည်ချင်းရှိတာမဟုတ်ဘူးတကယ်ကတော့အရည်ချင်းဆိုတာဟာပုဂ္ဂိုလ်နဲ့တွဲဆက်ထားတဲ့ဒီပုဂ္ဂိုလ်နဲ့တွဲဆက်ပြီးတော့မှတ်သားရတဲ့အရည်ချင်းမျိုးပဲအဲ့တော့ပုဂ္ဂိုလ်ဆိုတာတွေကများစွာရှိတော်လည်းပဲအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်နဲ့အရည်ချင်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတာမတူညီကြဘူးပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေကိုးကွယ်နေကြတဲ့မြတ်ဗုဒ္ဓရဲ့ဂုဏ်ကြီးတွေအရည်ချင်းတွေဆိုတာလေးစားလောက်တဲ့အရည်ချင်းဖြစ်မှကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဖို့ကိုးကွယ်ရာဂျုံနတ်လောကမှာအရည်ချင်းဆိုတာအလုံးသိကြတဲ့အတိုင်းတုံးနဲ့တူမတူညီကြဘူးမြတ်စွာဘုရားဒီအရည်ချင်းတွေရလာတာဟာအလွယ်တကူနဲ့ရလာတာမဟုတ်ဘူးအလုံးသိတဲ့အတိုင်းလေးသိချင်းနဲ့ကဘာတသိန်းကာလပတ်လုံးပါရမီ10 ပါးအပြား30စတဲ့ဗုဒ္ဓဖြစ်ကြောင်းတရားတွေကိုစွမ်းစွမ်းတမန်ကျင့်ကြံကြိုးကိုအားထုတ်ခဲ့လို့နှစ်ပေါင်းနဲ့တောင်ပြောလို့မရဘူးကဘာနဲ့ခြေပြီးတော့ပြောရတယ်အဲ့ဒါတော့ကြာအောင်လေ့ကျင့်မှဘုရားတဆူဖြစ်တယ်ဆိုတာကျင့်တတ်เสียအမတန်မှကောင်းတယ်ပေါ့အချောင်ဘုရားဖြစ်လို့မရနိုင်ဘူးပေါ့မျိုးလို့ဆိုရင်လောကမှာအချောင်ဘုရားတွေအများကြီးပေါ်လာအောင်ပါပေါ့တကယ်ကိုကြိုးစားအထုတ်လို့ဒီလိုအရေးချင်းနေရတယ်ဆိုတာတဘာဝကြတယ်ခဏခေတ်မှာလည်းပဲလူသားတွေတဦးနဲ့တူအရေးချင်းချင်းကွာခြားတယ်ဆိုတာကြိုးစားအထုတ်မှုပေါ်မှာအများအပြားတည်ရှိနေကြတယ်ပင်ကိုကအရေးချင်းကောင်းတဲ့ပုံမှာကြိုးစားအထုတ်မှုပေါ်မှာဒီအရေးချင်းတွေဟာတိုးတက်ဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့မတိုးတက်ပဲနဲ့မကြိုးစားပဲနဲ့ရလာတယ်ဆိုတဲ့အရေးချင်းတစ်ခုဟာမှန်ကန်တဲ့အရေးချင်းဖြစ်နိုင်ဖို့မရှိပါဘူးနော်ခဏခေတ်မှာတော့အရေးချင်းတစ်ခုကိုဗာနဲ့သတ်မှတ်နေတော့ဆိုလို့ရှိရင်တော်တော်များများက certificate နဲ့ပဲသတ်မှတ်ကြတာ certificate ကတကယ်တော့အရေးချင်းမဟုတ်ဘူးပေါ့တကယ်အရေးချင်းရှိပြီဆိုတဲ့ပုဂ္ဂိုလ်ဟာဒီ certificate နဲ့ဖော်ပြလို့ရနိုင်တာမဟုတ်ဘူးပေါ့ဖော်ပြတဲ့အရေးချင်းဟာလက်မှတ်နဲ့ဖော်ပြတဲ့အရေးချင်းဟာတကယ်အရေးချင်းအစစ်မှန်မဖြစ်နိုင်နော်မဖြစ်နိုင်ဒါကြောင့်မို့လို့မြတ်ဗုဒ္ဓရဲ့အရည်ချင်းဆိုတာဟာတကယ်ကိုလေ့ကျင့်ပြီးတော့ကြိုးစားအထောက်ပြီးပါရမီတွေဖြည့်လို့ရတဲ့အရည်ချင်းဖြစ်လို့ဖျားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဒီအရည်ချင်းတွေဟာကျေနပ်ဖွယ်ဟာအမှန်တမ်းကောင်းတယ်ပေါ့ဖျားဖြစ်ဖို့ဆိုတာဒီလိုလုံးဝဖျားဖြစ်တယ်ဆိုတာလောကမှာအမှန်တမ်းကျေနပ်စရာကောင်းတယ်အဲ့တော့အရည်ချင်းဒီလိုအရည်ချင်းပြည့်လာအောင်ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာလေလမ်းစဉ်တွေအတိအကျဖော်ပြထားတာဖြစ်သည့်အတွက်ကြောင့်အချောင်ဖြစ်လာတာမဟုတ်ဘူးဆိုတာအမှန်တမ်းထင်ရှားဒါကြောင့်ခွန်ကြီးတို့ဘုရားသာသနာတော်မှာမြတ်ဗုဒ္ဓရဲ့ဒီဉာဏ်တော်ကြီးဂုဏ်တော်ကြီးကိုယုံကြည်အားထားကိုးကွယ်လေးစားကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမသိမဖြစ်တဲ့ဘုရားရဲ့အရည်ချင်းတွေဒီအရည်ချင်းတွေဟာအလုံးသိကြတဲ့အတိုင်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာတိတတ္ထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါလို့9 ခုတချို့စာပေမှာတော့10 ခုလို့ပြောတာလည်းရှိ10 ခုလို့ပြောတဲ့အခါမှာအနုတ္တရောနဲ့ပုရိသဓမ္မတာတိကိုခွဲယူပြီးတော့ဖော်ပြတာဖြစ်တယ်တကယ်ကတော့အဲ့ဒီခွဲခြားချက်ဟာဒါဘုန်းကြီးတို့ရဲ့အမြင်ပေါ့လေ opinion ပေါ့ကိုယ်အမြင်နဲ့ပြောမယ်ဆိုရင်အနုတ္တရောနဲ့ပုရိသဓမ္မတာရတိဟာမခွဲသင့်ဘူးလို့ပဲ
စိတ်ထဲမှာမှတ်ထားတယ်ဘာဖြစ်လို့တော့ဆိုအနုတ္တရပုရိသဓမ္မသာရတိနဲ့ပတ်သက်တဲ့သုတ်တန်တွေရှိတယ်ပေါ့အဲ့ဒီသုတ်တန်တွေမှာအနုတ္တရကိုဂုဏ်တစ်ခုပုရိသဓမ္မသာရတိကိုဂုဏ်တစ်ခုလို့ဒီလိုခွဲပြီးပြောတာမဟုတ်ဘူးအကယ်၍ပုရိသဓမ္မသာရတိတင်ဂုဏ်လို့ပြောပြီးအနုတ္တရကဂုဏ်တစ်ခုလို့ယူမယ်ဆိုလို့ရှိရင်ဆုံးမပုရိသဓမ္မသာရတိဆိုတာဆုံးမထိုက်သူကိုဆုံးမတတ်တယ်ဆိုတဲ့ဒီအတိပ္ပယ်လောက်ပဲရတယ်အနုတ္တရမပါလို့ရှိရင်အဲ့တော့အနုတ္တရပုရိသဓမ္မသာရတိလို့ပြည့်ပြည့်စုံစုံဆိုလိုက်ရင်တော့ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတဲ့နေရာမှာသူ့ရဲ့တာလွန်တဲ့ပုဂ္ဂိုလ်မရှိဘူးဟောအမြတ်ဆုံးပုဂ္ဂိုလ်လို့ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဒီခွဲခြားချက်ဟာလည်းတာမန်ပုဂ္ဂိုလ်ရဲ့ခွဲခြားချက်တော့မဟုတ်ဘူးအထက်ကရာရေးသားခဲ့တဲ့ရှင်မဘုရားဝါဒကိုယ်တိုင်ခွဲပြီးတော့ဂုဏ်တော်10ပါးဆိုပြီးတော့ပြောခဲ့တာရှိတယ်ပေါ့နော်ဘယ်လိုပဲဆိုရှင်မဘုရားဝါဒတဲ့ပို့ပြီးတော့စွမ်းအားရှိတာပါတော့ဆိုရင်ပိဋကသုံးပုံကပါဠိတော်လေးဟာမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒေသနာတော်ကပို့ပြီးတော့စွမ်းအားရှိတယ်refer လုပ်မယ်ဆိုရင်မြတ်စွာဘုရားဟောကြားတဲ့တရားတော်ကပို့ပြီးတော့ခိုင်မာတယ်လို့ဒီလိုပြောမြတ်စွာဘုရားကေတိတုတ်တံမှာဟောထားတဲ့အခါမှာအနုတ္တရပုရိသဓမ္မသာရတိကိုတပေါင်းနဲ့ပြထားတယ်ပေါ့အဲ့ဒီတုတ်တံအဲ့ဒါကြောင့်မို့လို့ခွဲခြားပြီးပြောတာတနည်းအားဖြင့်ပြောနိုင်တော့လည်းပဲဒီအနုတ္တရနဲ့ပုရိသဓမ္မသာရတိပေါင်းပြီးဂုဏ်တော်9ပါးလို့ပြောတာဟာပို့ပြီးတော့ဟိုပိဋကတ်တော်နဲ့ပို့ပြီးတော့ကိုက်နေတယ်လို့ဆိုနိုင်စရာရှိတယ်ပေါ့အဲသို့တော်လည်းအထက်ကရာဆရာကြီးကဘာလို့ခွဲပြောရတာတော့ဆိုတော့ထူးမြတ်တယ်ဆိုတဲ့ဂုဏ်အရေးချင်းတစ်ခုကိုတီးသန့်ထုတ်လုပ်ပြီးတော့ကြီးညိုလေးစားလို့ပြောတာဖြစ်သည့်အတွက်ကြောင့်အထက်ကရာဆရာကိုလည်းပြစ်တင်စရာတော့မရှိပါဘူးကြီးညိုလေးစားမှုကိုအကြောင်းပြုပြီးတော့ပြောတယ်လို့ဆိုလို့ရတယ်ပေါ့ကောင်းပြီဣတိပိသောဘဂဝါဆိုတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဘုရားဘာသာဝင်သူတော်စင်တွေဟာငယ်ငယ်လေးတည်းက oral tradition အနေနဲ့မိဘတွေကနှုတ်တိုက်ချပေးလို့ရရှိနေကြတာဖြစ်တယ်ပေါ့အတိပ္ပယ်မသိတောင်မှပဲဣတိပိသောတော့ရွတ်တတ်နေကြတယ်ပေါ့နော်အဲ့ဒီမှာတတိထားရမယ့်ဟာလေးတစ်ခုကဘာလို့ဆိုဣတိပိသောဘဂဝါဆိုပြီးတော့ဘဂဝါဆိုတဲ့စကားလုံးတစ်ခုနောက်ဆုံးမှာဗုဒ္ဓဘဂဝါဆိုပြီးဘဂဝါတစ်ခုဘဂဝါနှစ်ခုပါတာကိုတတိထားဖို့အဲ့ဒီနှစ်ခုကဘယ်လိုကွဲပြားခြားနားချက်ရှိတယ်လဲလို့ဆိုလို့ရှိရင်အစမှာပါတဲ့ဣတိပိသောဘဂဝါဆိုတဲ့ဟာကမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားဖြစ်လို့နော်အမည်နာမအနေနဲ့ပုဂ္ဂိုလ်ကိုပြောတာဖြစ်သောကြောင့်နာမဝါစကလို့ဆိုတာအမည်အနေနဲ့ပြောလိုက်တာအရေးချင်းကိုပြောတာမဟုတ်ဘူးသောဘဂဝါထိုမြတ်စွာဘုရားသည်ဆိုတာအရေးချင်းကိုပြောတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဒီခုံနဲ့ဆက်နွယ်နေတဲ့အမည်နာမကိုဖော်ထုတ်ပြောဆိုခြင်းသာဖြစ်တယ်ပေါ့ဒီဘဂဝါဆိုတဲ့စကားလုံးကခဏအိန္ဒိယနိုင်ငံကဒီထေဘောကြော်ကြားတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒီစကားလုံးကိုတစ်ခါလေသုံးတာတွေ့ရတယ်နော်ဒီဥပနိရှတ်တို့ဘာလို့ကျမ်းနေမှာခုရေးထားတဲ့အလုံးသိလိုက်ပဲအမေရိကန်နိုင်ငံမှာဒီစာအုပ်တွေထုတ်ဝေလို့ဘုန်းကြီးတို့တောင်စာအုပ်တို့အရင်တော့ဖတ်ရှုဘူးလေပေါ့အဲ့ဒီမှာဥပနိရှတ်ဆိုတဲ့နာမည်နဲ့ရေးတယ်မှာရှရိမတ်ဘဂဝံဆိုတဲ့စာရေးဆရာနာမည်ကသူကဘဂဝံဆိုတဲ့နာမည်ကိုသုံးထားတယ်သူနော်အဲ့ဒီလိုဘဂဝါဆိုတာသူတို့စီမှာတော့လေးစားရတဲ့ပုဂ္ဂိုလ်တွေနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုသုံးလို့ရှိတဲ့စကားလုံးတစ်ခုလို့ယူဆရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာဣတိပိသောဘဂဝါသောဘဂဝါဆိုတာမြတ်စွာဘုရားရဲ့အမည်နာမတော်ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားလုံးလို့ဒီလိုမှတ်ရတယ်ဗုဒ္ဓဘဂဝါဆိုတဲ့နောက်ဆုံးဘဂဝါကြတော့အရည်ချင်းကိုဖော်ပြတာအဲ့ဒါကြောင့်ဒါကြောင့်မို့ဘဂဝါလို့နှစ်ထပ်ပန်းနေခြင်းဟာတစ်ခုကပုဂ္ဂိုလ်ကိုရည်ညွှန်းတယ်တစ်ခုကအရည်ချင်းကိုရည်ညွှန်းတယ်လူနဲ့အရည်ချင်းပေါ့ဒီလိုဆိုလိုတာပေါ့နော်လူရဲ့တတ္တိရဲ့ဒီလိုခွဲပြောသလိုပဲပုဂ္ဂိုလ်ရဲ့ဂုံရဲ့အဲ့ဒါလိုခွဲပြောသလိုဒီနေရာမှာဘဂဝါကမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ရည်ညွှန်းပြီးတော့နောက်တစ်ခါဘဂဝါကတော့အရည်ချင်းကိုဖော်ပြတယ်လို့ဒီလိုခွဲခြားသတ်မှတ်ပြီးတော့မှတ်သားကြ
အဲ့တော့ဒီနေ့ပြောမှာမြတ်ဗုဒ္ဓရဲ့ဘဂဝါဂုဏ်တော်လို့ဆိုဒီမှာဘုဒ္ဓဘဂဝါလို့အဆုံးသတ်ထားတဲ့ဘဂဝါဂုဏ်တော်ရဲ့အကြောင်းကိုပြောပြမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဘဂဝါနဲ့ပတ်သက်ပြီးတော့ဒီစကားလုံးလေးဖြစ်ပေါ်လာပုံကိုအဓိပ္ပာယ်တွေမျိုးအများကြီးပဲဖွင့်ဆိုထားတယ်သို့တော်ဒီကနေ့တော့အဲ့လိုတော့အများကြီးဖွင့်ထားတဲ့အတိုင်းအကုန်လုံးမပြောဘဲနဲ့အရေးကြီးတဲ့ဒီအထက်ကရာမှာအဓိကထားဖွင့်တဲ့အဖွင့်ကလေးလောက်ပဲဘုန်းကြီးတို့မှတ်သားနိုင်ယူကြဖို့ပေါ့။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားရဲ့အရည်ချင်းတွေဟာဘယ်လိုအရည်ချင်းတွေလဲအရဟံဆိုတာကဘယ်လိုအရည်ချင်းလဲသမ္မာသမ္ဗုဒ္ဓကဘယ်လိုအရည်ချင်းလဲဆိုတာဘုရားဘာသာဝင်သူတော်စင်တွေဟာသိတဲ့သိတတ်တယ်ပေါ့အလေးနဲ့ထားပြီးတော့သိကြဘုရားနုတ္တိဘာဝနာပွားများအထောက်ပြီးဆိုတဲ့အခါမှာဒီအရည်ချင်းကိုပဲအာရုံပြုကြရတာဖြစ်တယ်အဲ့ဒီအရည်ချင်းကိုလေးလေးနက်နက်နားလည်ပြီးတော့ဒီအရည်ချင်းကိုသိရှိသဘောပေါက်မှသာလေဘုရားနုတ္တိဂုဏ်တော်ရဲ့စွမ်းအားတွေဟာပို့ပြီးတော့မြင်မာလာဒီဒါကြောင့်မို့ဘုရားနုတ္တိဆိုတာမြတ်စွာဘုရားဟာဒီအရည်ချင်းတွေနဲ့တကယ်ရှိသည့်အတွက်ကြောင့်ကမ္မထံဘာဝနာအနေနဲ့အာရုံပြုလို့ရတကယ်အရည်ချင်းမရှိတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အရည်ချင်းလောက်ကျန်ထားတဲ့အရည်ချင်းတစ်ခုကိုသွားပြီးတော့အာရုံပြုမယ်ဆိုရင်အကျိုးဖြစ်ထွန်းမှုမရှိနိုင်တကယ်အကျိုးအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တကယ်အရည်ချင်းရှိတယ်ဆိုမှလွဲမှားမှုမရှိဘဲနဲ့အကျိုးဆိုတာဖြစ်ထွန်းလာနိုင်တာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဟာဒီအရည်ချင်းတွေရှိတယ်ဆိုတာသိရှိထားတကယ်လဲစစ်မှန်တဲ့အရည်ချင်းရှိတာဖြစ်သောကြောင့်မြတ်ဗုဒ္ဓရဲ့အရည်ချင်းတွေကိုခုံရီတွေကိုအာရုံပြုပြီးတော့မိမိရဲ့စိတ်နှလုံးဟာတည်ငြိမ်စွာထားနိုင်မယ်ဆိုလို့ရှိရင်ကြီးမားတဲ့ကုသိုလ်တရားဖြစ်ပွားနိုင်တယ်လို့ဒီလိုဆိုတာအဲ့တော့ဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုတဲ့နေရာမှာရည်ရွယ်ချက်နှစ်ခုရှိတယ်ရည်ရွယ်ချက်နှစ်ခုရှိတယ်တစ်ခုကဘာအတွက်လဲလို့ဆိုလို့ရှိရင်စိတ်ကြည်နူးမှုအတွက်လောကဟာလူတွေမှာစိတ်ကြည်နူးနေပြီဆိုလို့ရှိရင်ထိုကြည်နူးတဲ့စိတ်ကိုဒီအင်အားတရအနေနဲ့အသုံးပြုပြီးတော့အသိဉာဏ်ဖွင့်ဖြိုးအောင်လုပ်လို့ရတယ်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တရားကိုဘယ်လိုလုပ်မှအသိဉာဏ်ဖြစ်နိုင်ဘူးလေအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုလိုက်လို့စိတ်တွေဟာကြည်နူးလာတယ်ဆိုရင်သူ့ရဲ့ခေါင်းထဲမှာလည်းအကြံကောင်းဉာဏ်ကောင်းတွေဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုခြင်းအပြင်စိတ်ရဲ့ကြည်နူးမှုတွေကိုရရှိနိုင်တယ်ကြည်နူးမှုရရှိလာတဲ့စိတ်ကလေးကိုအသုံးချလိုက်လို့ရှိရင်အဲ့ဒီထဲမှာတမာတိစွမ်းအားတွေပညာစွမ်းအားတွေပြိုးပြီးတော့ပေါင်းထည့်လိုက်မယ်ဆိုရင်ပညာလည်းပဲကြီးမားမြင့်မြတ်ထက်မြက်လာမယ်တမာတိကလည်းပဲထူးချွန်ထက်မြက်လာဒီလိုဆိုလိုတာပေါ့နော်ဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်ပဋိကားချက်တစ်ချက်ကိုရေးတော့မယ်ဆိုလို့ရှိရင်ပဋိကားချက်ရေးမဲ့ဒီကားချက်ကြီးတစ်ခုပဋိယုတ်ရေးမဲ့ကားချက်ကြီးတစ်ခုဟာတန့်စင်နေဖို့လိုတယ်ညစ်ပေးနေလို့ရှိရင်တော့ဒီဆေးချယ်တဲ့အခါမှာလှပမှုဖြစ်မှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဂုဏ်အရည်ချင်းတွေကိုပွားများအားထုတ်ခြင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကိုလည်းပဲရှေးဥစွာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့တန်ရှင်းစင်ကြယ်မှုဆိုတာတွေကလွတ်အပ်တယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်မြတ်စွာဘုရားဂုဏ်တော်နဲ့ဆေးကြောတန်ရှင်းလိုက်လို့တန်ရှင်းသွားတဲ့လူရဲ့ဒီတမာတိစွမ်းအားတွေပညာစွမ်းအားတွေဟာထက်မြက်လာသည့်အတွက်ကြောင့်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်ရင်လည်းလွယ်လွယ်ကူအောင်မြင်ပေါက်ရောက်သွားနိုင်တယ်လို့ဒီလိုဆိုဘယ်အချက်ပဲဖြစ်ဖြစ်လှုပ်เสียလောက်ကင်ရှိတယ်ဘုရားကုံကိုအာရုံပြုလိုက်မယ်ပြုပြီးတော့စိတ်ဓာတ်တွေအင်အားတွေတက်လာပြီဆိုတော့မှကိုလှုပ်เสียကိုဆက်လုပ်မယ်ဆိုရင်ကြည်နူးเสียကောင်းမှာပေါ့ဒါပေမဲ့လို့ခဏခေတ်ကလူတွေကတချို့စာရေးဆရာတွေကအရက်ကလေးတောက်ပြီးတော့စာရင်းသူကအသိဉာဏ်တွေပွင့်ပြောတယ်လို့သူတို့ပြောကြတယ်ရေးတာကိုကြားဘူးအဲ့တော့သူတို့ရတဲ့အသိဉာဏ်ဆိုတာကဘာတော့ဆိုဖေတော်မောင်တော်အသိဉာဏ်တွေပဲဗျအဲ့ဒါမျိုးသာလေလောကမှာမမြင်ရင်အဆုံးအကြားမကြားခြင်းအဆုံးဖြစ်နေတဲ့လောကလူသားတွေရဲ့အကြောင်းကိုရေးတာဖြစ်တော့အဲ့ဒီဟာအတွက်ကတော့အသိဉာဏ်ရဲ့လို့မဟုတ်ဘူးပေါ့စိတ်ရွှင်လာတာကိုပဲဒီလိုရည်ညွှန်းတာနဲ့တူတယ်ဉာဏ်ထွက်တာတော့မဟုတ်နိုင်ဘူးနော်ဉာဏ်ဖြစ်တာတော့မဟုတ်နိုင်ချို့ကအရက်ကလေးတောက်ပြီးမှလုံးမပို့ပြီးတော့ဉာဏ်ရွှင်တယ်လို့ထင်ကြတယ်ပေါ့နော်အဲ့တော့အခုလိုတရားဓမ္မအားထုတ်တာကြတော့အရက်ကလေးသွားတောက်မိသွားရင်တော့အဲ့တော့တရားဓမ္မနဲ့ဝေးသွားမှာပဲသိကြတယ်
မှန်ကန်တဲ့အမြင်တစ်ခုကိုရဖို့ဆိုမဖြစ်နိုင်ဘူးဒါကြောင့်မို့မြတ်စွာဘုရားဂုဏ်တော်ကိုပွားထုံခြင်းအပြင်လူတွေရဲ့အသိဉာဏ်ရှင်လန်းတက်ကြွလာနိုင်တယ်ဒါကရည်ရွယ်ချက်တစ်ခုလို့ဒီလိုပြောနောက်တစ်ခုကတော့ရှင်လန်းတက်ကြွလာပြီးတဲ့နောက်မှာဒီဘဝကောင်းကျိုးနောက်ဘဝကောင်းကျိုးတွေဆက်ပြီးလုပ်လို့ရတယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်ဝိပဿနာအထုတ်ဖို့အတွက်ဝိပဿနာဉာဏ်ရင့်တတ်ဖို့အတွက်လည်းပဲမြတ်စွာဘုရားခုံတော်ကိုဝါထုံပေးရမယ်လို့ဒီလိုဆိုတယ်။ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားခုံကြီးကိုအာရုံပြုလိုက်တာနဲ့တရားစွမ်းအားတွေကတက်လာတယ်။တရားစွမ်းအားနဲ့ညီမျှစွာပဲဟုတ်လားဝိရိယတို့တတိတို့တမာတိတို့ပညာတို့ဆိုတာဒါတွေလည်းထက်မြက်ပြီးတော့လာတတ်တယ်။အဲ့တော့မြတ်စွာဘုရားကုံကိုအာယုပြုခြင်းအားဖြင့်ဆေးကြောလိုက်တဲ့အသိဉာဏ်နဲ့ရှုမှတ်လိုက်တဲ့ဝိပဿနာဉာဏ်ဟာပို့ပြီးတော့စူးစူးရှာရှာထက်ထက်မြက်မြက်အောင်အောင်မြင်မြင်ဖြစ်နိုင်တယ်လို့ဆိုတာဒါကြောင့်မို့စာပေကျမ်းဂန်မှာပြောထားတယ်ဘုရားနုတ္တိပွားနာပွားတာဟာရည်ရွယ်ချက်နှစ်ခုရှိတယ်တစ်ခုကတော့စိတ်ကြည်နူးဝမ်းသာမှုနော်စိတ်ဓာတ်ရှင်လန်းမှုအတွက်ပွားများအထောက်အမယ်နောက်တစ်ခုကတော့ဝိပဿနာရင့်တန်ဖွံ့ဖြိုးဖို့အတွက်ဘုရားနုတ္တိပွားများအထောက်အမယ်ဒီနှစ်ခုမှတ်သားထားကြပါနော်အဲ့တော့အခုလို့ဘယ်အတွက်ပဲရည်စူးဘုရားနုတ္တိကိုပွားများအထောက်ခြင်းအဖြစ်စွမ်းအားတွေတက်လာတယ်စွမ်းအားတွေတက်လာအဲ့တော့မြတ်စွာဘုရားရဲ့ဒီဣတိပိသောဘဂဝါဆိုတဲ့ခုံတော်၉ပါးမှာပါတယ်နောက်ဆုံးဗုဒ္ဓဘဂဝါရဲ့အရေးချင်းစာပေကျမ်းကနေမှာဘယ်လိုဖော်ပြတော့ဆိုတာတမန်အားဖြင့်သောဘဂဝါဣတိပိသောဘဂဝါမှာပထမဘဂဝါရဲ့အဓိပ္ပာယ်ခုနကပြောခဲ့တဲ့အတိုင်းပဲပုဂ္ဂိုလ်ရည်ညွှန်းတယ်ဒါကြောင့်မို့ထက္ကရာဆရာတွေကဘယ်လိုဖွင့်လို့ဆိုဘဂဝါတိဂရုတဲ့ဘဂဝါဆိုတာဂရုအခုခေတ်စကားလုံးနဲ့ကြတော့ဂရုလို့လည်းရှိတယ်ဂုရုလို့လည်းရှိအဲ့တော့အခုခေတ်တွင်းနေတဲ့စကားလုံးကအင်္ဂလိပ်ဗီဒန်ထဲမှာတောင်ဂုရုလို့ပါသွားပြီနော်နောက် modern English တွေမှာဆိုလို့ရှိရင်ဂုရုဆိုတဲ့အိန္ဒိယစကားလုံးကိုအင်္ဂလိပ်ဗီဒန်ထဲမှာထည့်သွင်းထားပြီပေါ့ဟောဒီတကယ်ဆရာကြီးပေါ့တက္ကရာဆရာတွေကဘဂဝါဆိုတာဘာကိုပြောတာလဲဘဂဝါတိဂုရုဘဂဝါဆိုတာလောကလူသားတွေအားလုံးကလေးစားရတဲ့တကယ်လေးအလေးပြုအပ်တဲ့ဆရာပဲလို့ဒီအဓိပ္ပာယ်ကိုဖွင့်ဆိုတယ်ဂရုဟိလောကေဘဂဝါတိကိုစံတိလောကလူတွေရဲ့အသုံးအနှုန်းမှာတကယ်အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ကိုဂုရုအိန္ဒိယနိုင်ငံမှာဆိုရင်ဂုရုကြီးနဲ့ခေါ်ကြတယ်လေလေးစားရတဲ့ပုဂ္ဂိုလ်ဂုရုကြီးလို့ခေါ်ကြီးကဗမာကြီးတော့မဟုတ်ဘူးအိန္ဒိယကြီးဆိုတာ GI နဲ့ရေးတဲ့ကြီးနော်သို့တော့ဗမာတွေကတော့ဂုရုကြီးတို့ဆရာတော်ကြီးတို့ဆိုတဲ့ကြီးကဗမာကတော့ကာကြီးရရင်ကြီးလုံးကြီးတင်ဆံကကြီးတဲ့အကြီးဖြစ်နေတယ်နော်အဲ့တော့အိန္ဒိယကြီးဆိုတာလေးစားအပ်တဲ့ပုဂ္ဂိုလ်အနေနဲ့ခေါ်တာဆရာဆိုတဲ့အဓိပ္ပာယ်ရတယ်ထမရဲ့သူတို့ကပြောလို့ရှိရင်ကြီးနဲ့ပြောလို့ရှိတယ်စာဆိုတဲ့စကားလုံးအစားဂန္ဒီကြီးတို့လည်းခေါ်ကြတာရှိတယ်လေအဲ့တော့ဗမာလိုကြီးမဟုတ်ဘူးသူတို့က GI ကြီးဂန္ဒီကြီးဂုရုကြီးဆိုတာအဲ့ဒီအလားတဲ့ကြီးနော်ဗမာကြီးနဲ့မတူဘူးလို့မှတ်ထားတယ်နိုးဆိုစကားလုံးကြီးကရောနေတော့ဟုတ်ဒီဟာပဲအောင်းမိတ်နေတတ်တယ်အိန္ဒိယသွားလို့ရှိရင်အသက်အရွယ်ကြီးတဲ့ဘုန်းကြီးတွေဆိုရင်ဗန္ဒေကြီးလို့ခေါ်တယ်လေအဲ့ဒီကြီးကအခုလိုလေးစားအပ်တဲ့စကားလုံးအနေနဲ့ခေါ်တာနော်အသက်အရွယ်ကြီးတဲ့အဖိုးကြီးကြတော့အဲ့ဒါအသက်ကြီးလို့ခေါ်တာဖိုးကြီးအဲ့ဒီကြီးမဟုတ်ဘူးလို့မှတ်ထားတယ်ဟုတ်ပြီအဲ့ဒီမှာဘဂဝါတိဂရုဟိလောကေဘဂဝါတိဟောစန္တိလောကမှာလေးစားအပ်တဲ့ပုဂ္ဂိုလ်ကိုဘဂဝါလို့ဒီလိုခေါ်လေးရှိကြပါတယ်လို့ထေရဆရာကဖွင့်ပြထားတယ်အဲ့တော့မြတ်စွာဘုရားကိုဘဂဝါဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့တော်တော်များများဘာသာပြန်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြန်လို့ဆို the blessed one လို့ဒီလိုဘာသာပြန်တယ် blessed ဆိုတာ blessing ပေးအပ်တဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးရပုံရအဲ့တော့မြတ်စွာဘုရားကဘယ်သူမှသူ့ကို blessing ပေးထားတာလည်းမရှိဘူးပုဂ္ဂိုလ်အနေနဲ့ blessing ပေးတာမရှိဘူးရည်ရွယ်မယ်ဆိုရင်
ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကကိုယ့်ကို blessing ပေးတယ်ဆိုရင်တော့အထိပ္ပယ်ရှိတယ်ပေါ့နော်ခုနလိုဖရာတဲ့ကြီးတဲ့ထာဝရဘုရားကြီးကနေ blessing ပေးတယ်ဆိုရင်တော့ဒါအထိပ္ပယ်မရှိဘူးမြတ်စွာဘုရားကြီးတဲ့ဘုရားသခင်ဆိုတာမရှိဘူးနော်အဲ့တော့လောကမှာလွဲမှားစရာတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မလို့ဘဂဝါဆိုတဲ့စကားလုံးကိုဘုရားဘာသာအဖွင့်ဆိုချက်တွေနဲ့ညီအောင်အင်္ဂလိပ်လိုဘာသာပြန်ရင် the great teacher လို့ပဲပြန်သင့်တယ်ပေါ့နော် the great ဂုရုကြီးပေါ့ဂုရုကြီးလို့ပဲပြန်သင့်တယ်ပေါ့တကယ်လေးစားတဲ့ဆရာသမားကြီးဒါကြောင့်မို့လောကမှာလေးစားတဲ့ပုဂ္ဂိုလ်တွေကိုဒါလဲဘဂဝါလို့ခေါ်တယ်လို့ဒီလိုဆိုခဲ့တာနော်ဒီလိုဆိုခဲ့တော့စာပေကျမ်းကမှာဘယ်လိုပြောတော့ဆိုထေကရာဆရာကအတိတ်ပဲဖွင့်ဆိုရင်ပြောတာဒီဘဂဝါဆိုတဲ့စကားလုံးဟာတဲ့ခုနဝိသိဋ္ဌသဗ္ဗတတ္တုတ္တမဂရုခရဝါဓိဝဆနမေတ္တံဘဂဝါဆိုတဲ့စကားလုံးဟာဒီခုနဝိသိဋ္ဌအရည်ချင်းကအလုံးကိုထူးခြားတယ်တာမန်ပုဂ္ဂိုလ်တွေမမီတဲ့အရည်ချင်းမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်သဗ္ဗတတ္တုတ္တမတရဝါအလုံးနဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီအရည်ချင်းတွေကအလွန်ထူးခြားပြီးတော့အရည်ချင်းတွေထူးခြားသောကြောင့်တရဝါအလုံးနဲ့မြတ်တယ်တခြားကြောင့်မြတ်တာမဟုတ်ဘူးဥပမာဘယင်သားဖြစ်လို့မြတ်တာမဟုတ်ဘူးယာရုကြီးလို့မြတ်တာမဟုတ်ဘူးနော်ပတ်စံချမ်းသာလို့မြတ်တာမဟုတ်ဘူးသူမြတ်တာဘာကြောင့်မြတ်လဲခုနဝိသိဋ္ဌာထူးခြားတဲ့အရည်ချင်းတွေဂုဏ်အရည်ချင်းတွေရှိလို့မြတ်တယ်အလုံးနဲ့မြတ်တယ်အဲ့ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုတလေးတစားသုံးဆွဲတဲ့စကားလုံးမှာလို့ဒီလိုရည်ညွှန်းတယ်နော်ဒါလည်းအလွန်အဓိပ္ပာယ်ရှိတဲ့စကားနော်တလေးတစားသုံးဆွဲထားတဲ့စကားလုံးပဲဖြစ်တယ်လို့ဒီလိုဆိုတာဒါကြောင့်ဘဂဝါတိဝဆနံတိဋ္ဌံဘဂဝါဆိုတဲ့စကားလုံးဟာအလွန်အဆင့်မြင့်တဲ့စကားလုံးဖြစ်တယ်ဘဂဝါဝဆနမௌဒ္ဓံဘဂဝါဆိုတဲ့စကားလုံးဟာမြင့်မြတ်ဆုံးသောစကားလုံးတစ်ခုဖြစ်တယ်ဂရုကာရဝယုတ်တော်သောဘဂဝါတေနဝစတိလေးစားအပ်တဲ့အရည်ချင်းတွေနဲ့ရှင်းနေတဲ့ပုဂ္ဂိုလ်လေးစားအပ်တဲ့အရည်ချင်းတွေရှိတဲ့ပုဂ္ဂိုလ်မှာဘဂဝါလို့ခေါ်တဲ့နေပေါ့တာမန်နာမည်မဲ့ထားရုံနဲ့ဘဂဝါမခေါ်တယ်ဘူးအရည်ချင်းပြည့်တဲ့ပုဂ္ဂိုလ်မျိုးသာလည်းခေါ်ရမယ်လို့ဒီလိုတတ်မှတ်ချက်တွေကိုဖော်ပြထားတာအလွန်အဓိပ္ပာယ်ရှိတယ်ပေါ့နော်ဒါဘဂဝါဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးပုဂ္ဂိုလ်ရည်ညွှန်းတဲ့အခါကျတော့ဒီအဓိပ္ပာယ်ကိုမှတ်သားနောက်တစ်ခါဒီဘဂဝါဆိုတဲ့စကားလုံးဟာသူကအမည်နာမပဲပေါ့အမည်နာမအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဘဂဝါဆိုတဲ့အမည်နာမရရှိတဲ့ပုဂ္ဂိုလ်ဟာဘာကြောင့်ဘဂဝါဆိုတဲ့အမည်နာမကိုရတယ်လဲလို့ဆိုရင်တချို့အမည်ရပုံတွေကအမျိုးမျိုးရှိတယ်အသွင်သဏ္ဍာန်ကိုကြည့်ပြီးတော့အမည်ရတာရှိတယ်တချို့ကြတော့ဒီအတိုင်းအတာတစ်ခုကိုကြည့်ပြုပြီးတော့အမည်ရတာရှိတယ်အခြေအနေတရက်ကိုအကြောင်းပြုပြီးတော့အမည်ရတာရှိတယ်ပေါ့ဒီနေရာမှာဒီဘဂဝါဆိုတဲ့အမည်ဟာခုနနေမေတိကဆိုတာအရည်ချင်းဆိုတာကိုအကြောင်းပြုပြီးတော့ရတဲ့နာမည်ဆိုတာအမျိုးမျိုးရှိတယ်မဟုတ်လားအမေကမှဲ့ထားတဲ့နာမည်ရှိတယ်အဖေကမှဲ့ထားတဲ့နာမည်ရှိတယ်အများကခေါ်တဲ့နာမည်ရှိတယ်မြတ်စွာဘုရားကိုဘဂဝါလို့ခေါ်တာဟာအဲ့ဒီလိုအမေကပေးတဲ့နာမည်လားအဖေပေးတဲ့နာမည်လားသို့မဟုတ်ဆွေမျိုးအစဉ်လားခေါ်တဲ့နာမည်လားနော်လောကလူသားတွေကခေါ်ကြတာလားဆိုမဟုတ်ဘူးတခုမှမဟုတ်ဘူးတဲ့အဲ့ဒီလိုအမေအဖေပေးတဲ့နာမည်မျိုးမဟုတ်ဘူးတဲ့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာပါရမီတွေဖြည့်ကျင့်ပြီးတော့ဘုရားအလောင်းဖြစ်လာလို့နောက်ဆုံးအချိန်မှာဒီတရားဓမ္မကျင့်ကြံကြိုးကိုအထောက်ပြီးအမြင့်ဆုံးအသိဉာဏ်ဖြစ်တဲ့အမြင့်ဆုံးအသိဉာဏ်ကိလေသာအလုံးကလုံးဝလွတ်သွားပြီအာသဝတွေအလုံးကုန်ခန်းသွားတယ်အာသဝခေယလို့ခေါ်တယ်ဝိမောက္ခန္တိကနော်အရတ္တမဉာဏ်ဖြစ်ပြီးတဲ့နောက်မှာရတ္တဖို့ဆိုတဲ့အကျိုးဒီဉာဏ်ကိုရလိုက်တာနဲ့တပြိုင်နက်ဒီနာမည်ဟာအလိုလျောက်ရသွားတယ်လို့ဆိုလို့တယ်နော်ဒီနာမည်ကဖျားဖြစ်လိုက်တာနဲ့ရသွားတဲ့နာမည်လို့အမေကပေးတာလည်းမဟုတ်ဘူးဖေကပေးတာလည်းမဟုတ်ဘူးအများကခေါ်ဝေါ်ကြတဲ့နာမည်လည်းမဟုတ်ဘူးလို့ရှင်သာရိပုတ္တရာကိုယ်တိုင်ကလည်းကြာနာနာရှင်းပြပြီးတယ်
ဘဂဝါဆိုတဲ့နာမည်နဲ့ပတ်သက်ဟုတ်ပြီဘဂဝါဆိုတဲ့အမည်နာမနဲ့ပတ်သက်ပြီးတော့သောဘဂဝါထိုမြတ်စွာဘုရားသည်ဆိုတာမြတ်စွာဘုရားရဲ့အမည်နာမကိုသုံးသပ်ပြီးတော့ဖော်ပြတဲ့စကားလုံးရဲ့အဓိပ္ပာယ်ပဲဗုဒ္ဓဘဂဝါအဲ့ဒီဘဂဝါကြတော့အည်ချင်းကိုအတိအကျပုဂ္ဂိုလ်နဲ့မပတ်သက်ဘဲနဲ့အည်ချင်းကိုတတ်တတ်ဖော်ပြတယ်အဲ့ဒီအည်ချင်းကိုဖော်ပြတာကြတော့ဘာကြောင့်မြတ်စွာဘုရားဟာဘဂဝါဆိုတဲ့အည်ချင်းဂုံကြီးကိုရတယ်လဲဆိုတာအဲ့ဒီမှာအချက်တွေနဲ့ဖော်ပြထားတာရှိတယ်ပထမအချက်ကတော့ဘာလဲလို့ဆိုပကဆိုတဲ့စကားလုံးဟာဘာကိုဖော်ပြတယ်လဲပကဆိုတဲ့စကားလုံးဟာဒီဘုံကံပါရမီနော်ဘုံကံပါရမီအလုံးကိုပကလို့ခေါ်တယ်ပေါ့နော်အဲ့ဒီပကဆိုတာဘယ်ဟာကိုပြောတာလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာဘဂဝါလို့ဘာလို့ခေါ်ရတယ်လဲလို့ဆိုရင်လေးတင်ချေနဲ့ကဘာတသိန်းကာလပတ်လုံးလောကမှာဒီအထွတ်ထိပ်ရောက်အောင်လောကုတ္တရာတရားအနေနဲ့အမြင့်ဆုံးအဆင့်ရောက်အောင်လောကချမ်းသာလောကုတ္တရာချမ်းသာလို့ဆိုတဲ့ဒုက္ခတွေကိုပေးစွမ်းနိုင်တဲ့ဒါနသီလစတဲ့ပါရမီ10ပါးအပြား30အဲ့ဒါတွေကိုအထွတ်ထိပ်ရောက်အောင်ကျင့်သုံးခဲ့တယ်အဲ့ဒီကျင့်သုံးခဲ့တဲ့ပါရမီတရားတော်တွေကိုပကလို့ခေါ်တယ်အဲ့ဒီပါရမီတရားတော်တွေကိုကျင့်သုံးပြီးဖြစ်တယ်ပကဆိုတဲ့ပါရမီအရင်ချင်းတွေပြည့်ပြည့်ဝဝရှိတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်ပကဝါအဲ့တော့ဒါကတော့ဒီပကဝါလို့ခေါ်ရခြင်းရဲ့အကြောင်းဟာအကြောင်းမဲ့ခေါ်ရတာမဟုတ်ဘူးအခုလို့ဒါနသီလစတဲ့ပါရမီ10ပါးအပြား30ဟာသူကပြည့်ပြည့်ဝဝထွတ်ထိပ်ရောက်တည်အောင်ကျင့်သုံးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့ဘဂဝါလို့ခေါ်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီနံပါတ်1အဓိပ္ပာယ်ကိုအဲ့လိုမှတ်ရလောကီလောကုတ္တရာချမ်းသာဒုက္ခအားလုံးကိုပေးစွမ်းနိုင်တဲ့အထွတ်ထိပ်ရောက်အောင်ကုသိုလ်တရားကိုစီကူအားထုတ်ခဲ့လို့ဘဂဝါလို့ခေါ်တယ်ဒီအဓိပ္ပာယ်ကိုယူပါနော်ထွတ်ထိပ်ရောက်အားထုတ်ခဲ့သည့်အတွက်ကြောင့်ဘဂဝါလို့ခေါ်တာနောက်တစ်ခုကျတော့ဘက္ခဝါဆိုတဲ့စကားလုံးနဲ့အဓိပ္ပာယ်ထူယူထားပြီးတော့ဘက္ခဝါဆိုတာဒီလိုအထွတ်ထိပ်ရောက်တာဟာကောင်းတာတစ်ခုတည်းနဲ့အထွတ်ထိပ်ရောက်နိုင်တာမဟုတ်ဘူးမကောင်းတာတွေအလုံးကိုလည်းဖယ်ရှားပြီးတဲ့ဖြစ်ရတယ်လောကမှာအဆိုးနဲ့အကောင်းဆိုတာဒွန်တွဲနေတယ်လေဒွန်တွဲနေတော့အဆိုးတွေကိုဘယ်လောက်ထိအောင်ဖယ်ရှားပြစ်နိုင်တယ်လဲဆိုတဲ့မူပေါ်မှာလဲမူတည်တယ်လောကမှာအကောင်းဆိုဒီမှာအဆိုးတွေကင်းတဲ့အကောင်းမှာအကောင်းလို့ခေါ်လို့ရမှာပေါ့အဲ့တော့အဆိုးတွေနဲ့ရောနေလို့ရှိရင်အကောင်းလို့ခေါ်ဖို့မရနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားဟာကိလေသာဆိုတဲ့စိတ်ရဲ့အငြိအကျေးတွေအဆိုးတရားတွေအလုံးကိုဖယ်ရှားပြီးဖြစ်နေတယ်ပေါ့အဲ့ဒီအဆိုးတရားတွေအလုံးကိုချိုးဖျက်ဖယ်ရှားပြီးဖြစ်သောကြောင့်လဲဘဂဝါလို့ခေါ်တယ်ဒါအဆိုးဘက်ကကြည့်တာနော်အဆိုးဘက်ကကြည့်တာနောက်တစ်ခုပြောမယ်ဆိုရင်အဲ့ဒီအဆိုးထဲမှာလောကမှာဖယ်ရှားဖို့ရခက်ခဲတဲ့မာရလို့ဆိုတဲ့လူကိုဒုက္ခပေးနိုင်တဲ့မန်၅ပါးပေါ့နော်မာရဆိုတာမနတ်တစ်ခုတည်းကိုပြောတာမဟုတ်မနတ်တစ်ခုမနတ်အပါဝင်အလုံးကြားဦးကြလိမ့်မယ်မန်၅ပါးကိုအောင်တော်မူတယ်ဆိုတာအဲ့ဒီမန်ကမာရဆိုတဲ့မန်အဲ့ဒီမာရဆိုတဲ့မန်၅ပါးကိုပယ်တယ်လို့ဆိုတာဘယ်ဟာလဲလို့ဆိုလူတွေရဲ့စိတ်အစဉ်ထဲမှာစိတ်ကိုလည်းပူလောင်စေတယ်စိတ်ကိုလည်းညှဉ်းနှွမ်းအောင်လုပ်တယ်စိတ်ကိုဒုက္ခပေးနေတာစိတ်မဟုတ်ဘူးစိတ်ကိုဒုက္ခပေးနေတာဟာတွေကိလေသာတွေသာဖြစ်တယ်နော်လူတွေကပြောကြတယ်စိတ်ညစ်တယ်စိတ်ညစ်တယ်ဆိုစိတ်ကတော့ညစ်တာမဟုတ်ဘူးစိတ်ထဲမှာအညစ်တွေရှိနေတာကိုဆိုလိုတယ်အဲ့တော့စိတ်ညစ်တာနဲ့စိတ်နဲ့အညစ်ကိုခွဲထုတ်လိုက်အဝတ်ကြီးကပေးနေတယ်လို့ပြောရင်အဝတ်နဲ့ပေးတာနဲ့ခွဲထုတ်လို့ရတယ်မဟုတ်လားနော်ကိုဝတ်ထားတဲ့အဝတ်စားတစ်ခုသို့မဟုတ်ကိုယ်ခန္ဓာကိုယ်မှာပေးရည်နေတယ်ညစ်ပေးနေတယ်ဆိုလို့ရှိရင်
ခန္ဓာကိုယ်နဲ့ညစ်ပေနေတဲ့ဟာခွဲလို့ရတယ်လေထို့တူပဲစိတ်ညစ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့ညစ်တာနှစ်ခုခွဲထုတ်လိုက်ပြီးတော့အဲ့ဒီကိလေသာဆိုတာအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုပြောတာ mental impurity သို့မဟုတ် mental defilement လို့ဘာသာပြန်တယ်အဲ့ဒီ mental defilement လို့ဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိလေသာတွေကိုမြတ်စွာဘုရားအလုံးရှင်းပြလိုက်ပြီဒါကြောင့်မို့ဘဂဝါလို့ခေါ်တယ်အကယ်၍ကိလေသာတွေရှင်းပြတာကျမ်းနေသေးတယ်ဆိုရင်ဘဂဝါလို့ခေါ်တယ်ဒါဖြင့်မေးရရှိတယ်ရှင်သာရိပုတ္တရာစတဲ့ယဟန္တာတွေတို့ပိစိကဗုဒ္ဓတွေတို့ရောဘဂဝါလို့ခေါ်နိုင်သလားလို့ဆိုတော့သူတို့ကတော့ရှင်းတော့ရှင်းတယ်ဒါပေမဲ့မကုန်ဘူးဆိုဒီမှာတတ္တိကြံရစ်တယ်ဝါဒနာကြံနော်ကိလေသာအနေနဲ့ကုံအောင်ရှင်းတော့လေကိလေသာရဲ့အငွေ့အသက်ကလေးတွေကျန်နေသေးတယ်ယဟန္တာတွေမှာယဟန္တာပုဂ္ဂိုလ်တွေမှာကိလေသာရဲ့အငွေ့အသက်ကလေးတွေကျန်နေသည့်အတွက်ကြောင့်သူတို့ဘဂဝါလို့ခေါ်လို့မရဘူးမြတ်စွာဘုရားကကိလေသာတွေကိုပယ်တယ်ဆိုတာအငွေ့အသက်ပါမကြံအောင်လုံးဝရှင်းတာအဲ့တော့ရှင်းနေခြင်းနဲ့မတူဘူးလို့ဒီလိုမှတ်သားနော်မြတ်စွာဘုရားရဲ့အရဟတမေကကိလေသာကိုဖယ်ရှားတဲ့အခါမှာအငွေ့အသက်ပါမကြံအောင်ဖယ်ရှားတယ်ဝါဒနာဆိုတာအငွေ့အသက်ဘီယာပလင်းတစ်ခုဘီယာထည့်ထားတဲ့ပလင်းဘီယာတွေကုန်လိုက်ပြီမဲ့လို့ဘာကြံနေရလဲအနှံ့ကြံနေတာပေါ့အဲ့ဒါလိုပဲယဟန္တာပုဂ္ဂိုလ်တွေမှာကိလေသာကိုဖယ်လိုက်တဲ့အခါဘာကြံနေသေးတုံးဆိုကိလေသာရဲ့အငွေ့အသက်လေးတွေကြံနေသေးတယ်ဒီလိုဆိုလို့တယ်နော်အဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီလိုအငွေ့သက်ထီအောင်မကြံတော့ဘူးအနံ့ကိုလုံးဝမကြံတော့လောက်အောင်ရှင်းပြလို့မြတ်စွာဘုရားသည်ကိလေသာကိုဖယ်ရှားတဲ့နေရာမှာတခြားပုဂ္ဂိုလ်တွေထူးချွန်တယ်လို့ဒီလိုပြောမှာဒါကြောင့်မို့ဘဂဝါလို့ခေါ်လိုက်တယ်လို့ဒီလိုပြောတာအဲ့ဒါကိလေသာဆိုတာမာရတစ်ခုပဲဖြည့်ဆည်းတယ်ခုံရည်ချင်းတွေကိုဖြည့်ဆည်းပြတတ်တယ်ဒါကြောင့်မို့မာရဟောနောက်တစ်ခုကဘာလို့ဆိုရင်ခန္ဓာ၅ပါးလည်းမာရပဲခန္ဓာ၅ပါးကျတော့ဘာကြောင့်မာရခေါ်လို့ဆိုရင်တရားဝါတွေကိုတတ်တာသူများကလည်းတတ်တာမဟုတ်ဘူးခန္ဓာ၅ပါးကတတ်တာနော်ဒါကြောင့်မို့မြတ်စွာဘုရားကတို့တွေရထားတဲ့ရုပ်တွေနဲ့ဝေဒနာတွေပညာတွေသင်္ခါရတွေဟာမာရတွေပဲဘာကြောင့်လဲဆိုရင်သူကနေပြီးတော့တတ်သွားတယ်သူရင်သိတာမဟုတ်ဘူးသူများကိုလည်းတတ်သွားတယ်ဥပမာပဲနှလုံးရက်သွားတယ်ဆိုရင်နှလုံးကသူရင်သိတာမဟုတ်ဘူးဉာဏ်တွေပါအကုန်ခေါ်သွားတာလေအကုန်သိသွားတာဒီလိုပေါ့တခုပျက်စီးသွားရင်ဉာဏ်တွေအကုန်ပျက်စီးလိုက်သွားတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးကိုလည်းမာရလို့ခေါ်တယ်အဲ့ဒီမာရဆိုတဲ့ခန္ဓာကိုလည်းပဲမြတ်စွာဘုရားဟာအကြောင်းတရားတွေကိုပယ်တတ်တဲ့နည်းအဖြစ်အကြောင်းတရားတွေကိုနောက်ထပ်ခန္ဓာဖြစ်စေမဲ့အကြောင်းတရားတွေကိုပယ်ခြင်းအဖြစ်ဒီခန္ဓာမာရဆိုတာကိုလည်းကျော်လွှားနိုင်ခဲ့တယ်ပယ်ဖြစ်နိုင်ခဲ့တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုဘဂဝါလို့ခေါ်တယ်ဒါလည်းအကြောင်းတစ်ခုပဲနော်နောက်တစ်ခုပြောမယ်ဆိုရင်အဘိသင်္ခါရဆိုတာဘဝကြီးတစ်ခုကိုတိဆောက်ပြီးတော့ဖန်ဆင်းနေတဲ့အရာကံတရားတွေအဲ့ဒီကံတရားတွေကိုလည်းမြတ်စွာဘုရားကိလေသာကိုရှင်းလိုက်ခြင်းအပြင်ကံတရားတွေကိုလည်းရှင်းပြီးသားဖြစ်သွားဒီကံတရားတွေကမြတ်စွာဘုရားတဏ္ဍာမှာအကျိုးပေးနိုင်စွာမရှိတော့ဘူးအားလုံးချုပ်ငြိမ်းသွားဒါကြောင့်မို့ကံတရားတွေဆက်နဲ့ဖြစ်ပြီးတော့ကံတရားတွေကအကျိုးပေးနေဦးမယ်ဆိုရင်အချိန်ချင်းဖန်ဖန်ထပ်ပြီးသိနေကြအောင်ပါပဲအဲ့ဒီသိခြင်းတရားကိုဖြစ်ပေါ်စေနိုင်တဲ့ဒီအဘိသင်္ခါရဆိုတဲ့ကံတရားတွေကိုလည်းပဲမြတ်စွာဘုရားနှိမ့်နှင်းဖြစ်စည်းပြီးသားဖြစ်သွားလို့ဘဂဝါလို့ဒီလိုခေါ်တယ်ဟောမန်၅ပါးတစ်ခုစီအဲ့လိုသွားတယ်နော်ကိလေသာမန်ခန္ဓာမန်အဘိသင်္ခါရမန်ဒေဝဗုဒ္ဓမန်ဆိုတာတော့ထားပါတော့ဒေဝဗုဒ္ဓမန်ဆိုတာသူ့ရဲ့ဝါသနာအရသူတော်သူကောင်းဆိုလို့ရှိရင်နှောက်ရက်ပေးခြင်းနဲ့နတ်ဆိုးပေါ့နော်ခက်တာကဒီနတ်ဆိုးကဘုရားဘာသာတွေရှိတာမဟုတ်ဘူးဒီပြင်မှာလည်းနတ်ဆိုးကပါနေတယ်နော်စေတံဆိုတဲ့ဟာလေအဲ့တော့မြတ်စွာဘုရားမှာဒီနတ်ဆိုးကဘာဖြစ်လို့ရှိနေရလဲလောကမှာဘယ်သူပဲဖြစ်ဖြစ်ကောင်းတာလုပ်ပေမဲ့လို့စိတ်ထားမကောင်းတဲ့ပုဂ္ဂိုလ်တွေဆိုတာလောကမှာရှိတဲ့ပြဲပဲနော်သူတော်ကောင်းတွေဆိုရင်ပို့ပြီးတော့နှောက်ယှက်တယ်အဲ့ဒီလိုလူထဲမှာလူဆိုးရှိတယ်လို့ပဲနတ်ထဲမှာလည်းနတ်ဆိုးဆိုတာရှိနတ်ဆိုးဟာဒီ
ကောင်းအောင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်နှောက်ယှက်တစ်ခုဖြစ်တာပဲလူဆိုးဟာလည်းလူတော်လူကောင်းတွေအတွက်နှောက်ယှက်တစ်ခုဖြစ်တာအဲ့ဒီသဘောလောက်ပဲထားပါနော်အဲ့ဒီမာရဆိုတာလေမြတ်စွာဘုရားကိုနှောက်ယှက်ရုံနှောက်ယှက်တာဒီမာရမြတ်စွာဘုရားဟာပြိဋိဘံဆံသွားတဲ့အခါကျဒီမာရဟာမြတ်စွာဘုရားကိုလိုက်ပြီးတော့နှောက်ယှက်နိုင်တဲ့အနေအထားမျိုးသူမရှိတော့ဘူးလမ်းစာပြောက်သွားပြီဒါကြောင့်သူ့ကိုလည်းနိုင်လိုက်ပြီလို့ဒီလိုပြောလို့ရတယ်တနည်းအားဖြင့်သူမြတ်စွာဘုရားအလောင်းတော်ဘဝတုန်းကတောထက်တဲ့အချိန်မှာသူကဝင်တားတယ်ဝင်တားတော့မြတ်စွာဘုရားသူပြောတဲ့စကြဝဠာမင်းစည်းစိမ်ဆိုတာမလိုချင်ဘူးဘုရားဖြစ်ဖို့ကြိုးစားမယ်ဆိုတာကိုသူကကောင်းပြီအဲ့ဒါဆိုလို့ရှိရင်သူစောင့်ကြည့်မယ်နော်ပြောမရတော့သူကတေးမှတ်တာပေါ့စောင့်ကြည့်မယ်အိမ်ပြန်နေတဲ့စိတ်ပေါ်ရင်ပေါ်တာနဲ့သူကသိစေမယ်ဆိုကျိန်းထားတာအဲ့တော့မြတ်စွာဘုရားအလောင်း6နှစ်တရားကျင့်နေတဲ့အချိန်သူကအနိကအမြဲတမ်းစောင့်ကြည့်နေတယ်နော်တော်တော်ဆိုးတဲ့အလုံးမရှိလှုပ်ရှားပေါ့မြတ်စွာဘုရားတရားအထုတ်တာကိုသူစောင့်ကြည့်နေတယ်အမြဲတမ်းစောင့်ကြည့်ပြီးတော့ဘယ်တရားစောင့်ကြည့်တော့ဆိုဘုရားဖြစ်ပြီးတစ်နှစ်ကြာပြီတရားစောင့်ကြည့်ဘုရားဖြစ်ပြီးတဲ့နောက်ကိုစောင့်ကြည့်9နှစ်သူစောင့်ကြည့်တောထွက်ပြီးတရားကျင့်တာက6နှစ်လေဘုရားဖြစ်ပြီးတော့နောက်တစ်နှစ်ဆို9နှစ်သူစောင့်ကြည့်9နှစ်လုံးလုံးဇွဲကောင်းကောင်းနဲ့စောင့်ကြည့်တာတော့သူလိုချင်တဲ့အချက်မတွေ့ရသည့်အတွက်ကြောင့်မှသူကမြတ်စွာဘုရားကိုလက်မြောက်ပြီးအရှုံးပေးသွားတာနော်အရှုံးပေးသွားတဲ့အချိန်မှာသူစိတ်ပြက်လက်ပြက်နဲ့သူယူလာတဲ့တီးမလို့မှုတ်မလို့ယူလာတဲ့ဘေလူဝပန္တုဆိုတဲ့နတ်ဆောင်ကြီးကသူ့ရင်ွယ်ကနေအောက်လျှောကြတာနတ်ဆောင်ကြီးအောက်ကျနေတာတောင်ပြန်မကောက်နိုင်မဲနဲ့သူပြန်လစ်သွားတယ်အဲ့ဒီနတ်ဆောင်ကြီးကဘုသူစီရောက်သွားတော့ဆိုပင်စသင်္ခါစီရောက်သွားတယ်လို့ဆိုတာပဲနော်ဘေလူဝနတ်ဆောင်ကြီးကအဲ့ဒါမနတ်ပိုင်တဲ့နတ်ဆောင်ပြန်တော့တောင်းဖို့မရဘူးပြန်တော့တောင်းဖို့မရဘူးအဲ့တော့သူစိတ်ပြက်ပြီးတော့နတ်ဆောင်ကြီးကသူဒီရင်ွယ်ထဲကနေအောက်လျှောကြတာသူပြန်မကောက်တော့စိတ်ပြက်သွားအဲ့ဒါလို့ထိအောင်နှောက်ယှက်ခဲ့တဲ့မာရကိုလည်းပဲမြတ်စွာဘုရားကအနိုင်ရလိုက်တာဒါကြောင့်မို့လို့မ၅ပါးကိုအောင်တယ်ဆိုတဲ့အချိန်နဲ့လေဒီဘဗုဒ္ဓမာရဆိုတာထည့်ထားနော်ဟောနောက်တစ်ခုကဘာလို့ဆိုရင်မစ္စုသေခြင်းတရားကိုလည်းမာရလို့ခေါ်တယ်အဲ့ဒီသေခြင်းတရားကိုလည်းပဲမြတ်စွာဘုရားနောက်ဆုံးမှာဘယ်လိုအောင်လိုက်တယ်လဲလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်မရအောင်ခန္ဓာရခြင်းရဲ့အကြောင်းတရားတွေကိုဖယ်ရှားခြင်းအပြင်ခန္ဓာကိုယ်မရှိတော့ပထမကိလေသာတွေကိုချုပ်ငြိမ်းလို့ကိလေသာပြိဋိဘံကိလေသာပြိဋိဘံပြီးတော့နောက်ဆုံးမှာခန္ဓာပြိဋိဘံဆံပြီးတဲ့နောက်မှာမစ္စုဆိုတာမလာတော့ဘူးပေါ့တခါပဲသိပဲနောက်ထပ်မသိတော့ဘူးလို့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စုမံကိုလည်းပဲအကြောင်းတရားတွေကိုဖြည့်ဆည်းတော့အပြင်အောင်လိုက်တယ်လို့ဒီလိုမံ၅ပါးကိုချိုးဖြက်အောင်မြင်ပြီးဖြစ်သောကြောင့်လည်းပဲဒီဘဂဝါလို့ခေါ်တာတဲ့ဒီလိုဆိုလို့တယ်နော်အဲ့တော့ပြန်ပြီးတော့မှတ်မယ်ဆိုရင်ပထမကပါရမီ7ပါးကိုကျင့်တရားတွေနဲ့ဘုံကံပါရမီတွေနဲ့လုံးဝပြည့်စုံသောကြောင့်ဘဂဝါနံပါတ်1ကအခုနံပါတ်2ကျတော့အဆိုးတရားတွေကိုလုံးဝဖယ်ရှားပြီးတော့မံ၅ပါးကိုချိုးဖြက်အောင်နိုင်ပြီးသားဖြစ်သောကြောင့်လည်းဘဂဝါလို့ဟောဒီလိုဒုတိယအချက်အနေနဲ့အားဖြင့်ဒီလိုမှတ်နောက်တစ်ခါကျတော့ဘဂဆိုတဲ့အရေးချင်းတွေနဲ့ပြည့်စုံသောကြောင့်ဘဂဝါလို့ခေါ်တယ်အဲ့တော့ဘဂဆိုတဲ့စကားလုံးကဘာတွေကိုရည်ညွှန်းတယ်လဲဘဂဆိုတဲ့စကားလုံးကလောကမှာသူတို့ဒီစကားလုံးတီထွင်တဲ့ပုဂ္ဂိုလ်တွေကစပြီးတော့အသုံးပြုတာဘဂဆိုတဲ့စကားလုံးကရည်ညွှန်းထားတဲ့အဓိပ္ပာယ်တွေကဘာတွေတော့ဆိုနံပါတ်1ဘဂဆိုတာဟာအုပ်စိုးနိုင်သူဖြစ်ရမယ်နံပါတ်1အုပ်စိုးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရနော်နံပါတ်2ဓမ္မတဲ့အစစ်မြင့်တဲ့သဘာဝတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရနံပါတ်3ကယတကြော်စောမှုရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်4ကတိရိစက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဂုဏ်စက်တည်ဖြစ်ရနံပါတ်5ကကာမလိုချင်တာတွေအကုန်ပြည့်စည်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပြည့်စည်နိုင်တဲ့အရေးချင်းရှိရနောက်ပယတ္တဆိုတာလုံလဝိရိယအပြင်သူ
ကြီးမားဆုံးသောပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုအဲ့တော့ပကဆိုတာဒီအရေးချင်းတွေကိုရည်ညွှန်းတာဒီချင်း6မျိုးကိုရည်ညွှန်းတယ်ပကဆိုတဲ့ဒီစကားလုံးကဖော်ပြတဲ့အရေးချင်းတွေဟာမြတ်စွာဘုရားမှာရှိသလားမြတ်စွာဘုရားဟာဘယ်သူတွေကိုအစိုးရနေတာလဲလို့မေးကြရှိတယ်ပေါ့သူတို့အနေနဲ့ပြောပုံရတာတော့ဣတရိယဆိုတာသူကထာဝရဘုရားသခင်ကြီးကိုရည်ညွှန်းပြီးတော့လူတွေကဒီစကားလုံးကိုသုံးပုံရတယ်ဘုရားသခင်ကြီးကကဘာကြီးတစ်ခုလုံးကိုစိုးမိုးထားတယ်ဘုရားသခင်ကြီးကလောကကြီးတစ်ခုလုံးကိုဖန်ဆင်းထားတယ်ဆိုတာဒါလောကအယူဆတယ်နော်ဟုတ်တာမဟုတ်တာဘယ်သူအာမခံနော်ဘယ်သူပြုလုပ်နိုင်မလုပ်နိုင်ဘယ်သူမှပြုမလုပ်နိုင်ဘူးလေဒီကနေ့ခေတ်ရောသိပ္ပံနည်းနဲ့ရောဘုရားသခင်ကလောကကြီးကိုဖန်ဆင်းတယ်ဆိုတာပြုလုပ်လို့ရလားမရသည့်အတွက်ကြောင့်လောကကြီးကိုစိုးမိုးအုပ်ချုပ်ထားတယ်ဆိုတဲ့ဒီစကားလုံးဟာလောကကြီးကိုစိုးမိုးအုပ်ချုပ်တာဟုတ်သလားလို့တန်တရားဖြစ်ကြရရှိအဲ့ဒါကြောင့်မြတ်စွာဘုရားကပကဆိုတဲ့စိုးမိုးအုပ်ချုပ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုတာဘယ်လိုအနေထားအပြင်မှတ်သားရမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားမှာသူ့စိတ်ကိုသူစိုးမိုးအုပ်ချုပ်တာလောကကြီးကိုစိုးမိုးအုပ်ချုပ်တာမဟုတ်ဘဲနဲ့နော်မြတ်စွာဘုရားကတက္ကစိတ်တွေဣတရိယကဲစဉ်းစားကြည့်လေဘုန်းကြီးတို့တွေငါစိတ်နဲ့ပဲပြောကြတယ်ငါစိတ်ကိုလာမစမ်းနဲ့တဲ့သူများတော်မှာသူကဟိုရင်လှုပ်လိုက်သေးတယ်ချင်းချောက်လိုက်သေးတယ်လေငါစိတ်ကိုလာမစမ်းနဲ့တို့ချင်းချောက်ကိုယ်စိတ်ကိုနိုင်သလားလို့ဆိုလူတွေဟာအလုံးကိုယ်စိတ်ကိုအရှုံးပေးနေကြတဲ့လူတွေကြီးပဲကိုယ်စိတ်ကိုအုပ်ချုပ်နိုင်စွမ်းရှိရလားလို့ဆိုမစွမ်းနိုင်ဘူးသူများပေါ်တော့အုပ်ချုပ်ခြင်းအုပ်ချုပ်မယ်စိတ်ကိုအုပ်ချုပ်လို့မရဘူးအုပ်ချုပ်လို့မရလို့နော်ဆုတောင်းကြသေးတယ်စိတ်သွားတိုင်းကိုပါတယ်စိတ်သွားတိုင်းကိုပါဖို့ရဆုတောင်းနေကြစိတ်ကိုဘယ်သူမှမအုပ်ချုပ်နိုင်ဘူးကိုယ်စိတ်မြတ်စွာဘုရားကသူ့စိတ်ကိုသူအုပ်ချုပ်နိုင်တယ်သူနေဆိုတဲ့အတိုင်းနေရမယ်ငြိမ်ဆိုရင်ငြိမ်ရမယ်စိတ်ကိုအဲ့လိုထီအောင်မီးသိအောင်အုပ်ချုပ်ထားတာဒါကြောင့်မို့လို့မြတ်စွာဘုရားဟာတကယ်ဒီသူ့တဏ္ဍာမှာရှိတဲ့စိတ်ကိုလွှမ်းမိုးကြီးစိုးထားနိုင်သောကြောင့်မြတ်စွာဘုရားမှာတကယ်ကိုဘဂဝါလို့ဒီလိုဆိုလို့တယ်နော်ဣတရိယဆိုတဲ့စကားလုံးကအဲ့ဒါအစိုးရကိုယ်စိတ်ကိုအစိုးမရကြဘူးမြတ်စွာဘုရားသူ့စိတ်ကိုသူအစိုးရဓမ္မဆိုတာကြတော့သူများတွေမရှိနိုင်တဲ့ဓမ္မဘာလဲဆိုဘယ်လေးပါဖူလေးပါနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားမြတ်စွာဘုရားဆိုတာမှာအပြည့်အဝရှိတယ်ပေါ့ဒါတခုခုနကကိုယ်စိတ်ကိုအုပ်ချုပ်နိုင်တယ်ဆိုတဲ့နေရာနဲ့ပတ်သက်လာပြီးတော့ဒီအချက်ကလေးတွေဖော်ပြထားတာရှိတယ်ဘယ်လောက်ထိအောင်အုပ်ချုပ်နိုင်တယ်လဲကိုယ့်ကိုပြောင်းလဲမှုပေါ်မှာစိတ်ကိုကြီးစိုးထားနိုင်တယ်လဲဆိုလို့ရှိရင်ဘုံ6ပါးနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားတစ်ခုရှိသေးတယ်မြတ်စွာဘုရားသူ့စိတ်အလိုဆန္ဒတွေအကုန်ပြည့်တယ်အလုံးမျိုးစုံစိတ်တိုင်းကြအကုန်ဖန်ဆင်းလို့ရတယ်အဲ့ဒါကိုအနိမာလို့ခေါ်တယ်အနိမာဆိုတာဒီသေးသေးလေးဖန်ဆင်းလို့ရတယ်သူခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုသေးသေးလေးဖန်ဆင်းတယ်သေးသေးလေးဖန်ဆင်းတယ်ဆိုတာမျက်စိနဲ့မြင်ကွင်းအောက်ကပျောက်သွားလောက်အောင်ဖန်ဆင်းနိုင်တယ်ပေါ့လုံးဝပျောက်တာတော့မဟုတ်ဘူးအဲ့ဒါဘယ်မှာသာရကပြနိုင်တော့ဆိုလို့ရှိရင်ပကပြမကြီးနဲ့တွေ့တဲ့အချိန်တုန်းကပကပြမကြီးကစိန်ခေါ်တယ်လေမြတ်စွာဘုရားစိန်ခေါ်တယ်သူ့ကိုမြင်နိုင်စွမ်းရှိရင်သူ့ကိုရှာနိုင်ရင်ရှာပေါ့တူတူပုံတာပေါ့နော်တူတူပုံရမျိုးလို့ပေါ့နော်တူတူ hide and seek ခေါ်တဲ့ဟာပေါ့ပုံမယ်တွေ့အောင်ရှာ hide and seek လုပ်မယ်ဆိုတော့သူကပုံတယ်ပထမပကပြမကြီးကပုံတယ်သူပုံတဲ့နေရာတိုင်းမြတ်စွာဘုရားမင်းဒီနားမှာနဲ့ဆိုပြောတော့သူပုံလို့မရအောင်အဲ့တော့မြတ်စွာဘုရားဒီခါငါလှဲ့တယ်ငါပုံမယ်မင်းရှာအဲ့လိုပုံမယ်လို့ဆိုပြီးပြောပြီးတော့မြတ်စွာဘုရားကလုံးဝပျောက်သွားတယ်လို့ပြောခံရမှာဆိုလို့အတန်တော့ကြားတယ်ရုပ်မမြင်အောင်လုပ်ထားတယ်နော်အဲ့လောက်တည်းအောင်ပုံတာမြတ်စွာဘုရားအဲ့တော့ hide and seek မှာအတန်လေးကတော့ပေးနေတယ်အတန်လေးပေးတာဗြဟ္မာကြီးကဒေါင်းတောင်းနေအောင်ရှာတာအတန်သာကြားတာဘယ်နာမှမသိဘူးရှာလို့မရဘူးဆိုတာဘဝေဝါဟံဗယံဒိဋ္ဌဝါဘဝင်စဝိဘဝေတိနံဆိုတဲ့ဒီခါတာလေးမြတ်စွာဘုရားကိုယ်တိုင်ရွတ်ပြီးတော့နေတယ်အဲ့ဒီအတန်တော့ကြားရတယ်ဘုရားကိုဘယ်တော့မှရှာလို့မရခဲ့ဘူးအဲ့ဒါဗြဟ္မာကိုယ်တိုင်ရှာတာလူရှာတာမဟုတ်ဘူးနော်
သူအရှုံးပေးခဲ့ရတယ်ပေါ့အဲ့ဒါကိုဒီတန္တရမန္တရဝါသနာပါတဲ့လူကကိုပြောက်ခါထားဆိုပြီးအုံခံပြီးရွတ်နေကြလေနော်အုံခံပြီးတော့ရွတ်တာဟုတ်ဝါသနာပါရင်တော့လည်းရွတ်ကြည့်ပေါ့ပျောက်မပျောက်တော့မသိဘူးအဲ့တော့ကိုပြောက်ခါထားဆိုပြီးတော့ရွတ်ကြအဲ့တော့မြတ်စွာဘုရားရဲ့ခုနတကိုးတော်တွေထဲမှာအနိမာဆိုတာသေးသေးလေးဖန်ဆင်းလို့ရတယ်ကဲကြီးကျင်တပါဆိုလို့ရှိရင်လေနော်ဒီအစွမ်းဆက်ရှာမတွေ့လောက်အောင်ကြီးအောင်လုပ်လို့ရတယ်မဟိမာလို့ခေါ်တယ်ကြီးကျင်ရင်လည်းအများကြီးကြီးလို့ရတယ်နောက်လကိမှာခန္ဓာကိုယ်ကြီးပေါ်ပွားသွားအောင်လုပ်လို့လည်းရတယ်နော်ဂရိမှာခန္ဓာကိုယ်ကြီးလေးလံသွားအောင်လည်းလုပ်လို့ရတယ်ကတိမှာပိန်ပိန်သေးသေးလေးလည်းဖန်ဆင်းလို့ရတယ်ဝါတဲ့လူတွေအတွက်တော့သုံးဝင်တယ်ပေါ့အဲ့ဒါဝိလျှော့ဖို့ကောင်းတယ်ကတိမှာအဲ့ဒါလို့အရေးအချင်းတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုဘဂဝါလို့ခေါ်တာအလုံးလုံးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟောနောက်တစ်ခုကဓမ္မဆိုတာကြတော့လောကုတ္တရာတရားတဲ့နောက်ယတဆိုတာကြတော့ကြည့်ဂုံတည်င်းဆိုတဲ့နေရာမှာကျန်တဲ့ပုဂ္ဂိုလ်တွေကဘလောက်ပဲကြော်တယ်ပြောမသိတဲ့လူတွေအများကြီးနော်တချို့ပြောတယ်နိုင်ငံကျော်တို့နိုင်ငံတွေမကဘောကျော်ကဘာကျော်တို့သိတဲ့လူကနည်းနည်းပဲကြော်တာသူကသူကြော်တာမသိတဲ့လူတွေအများကြီးရှိတယ်နော်ဒီပြင်ဟာပြောနေတခါတော့အမေရိကန်တယောက်နဲ့တွေ့တော့ဘုန်းကြီးတို့ပြောပြတယ်မြန်မာသူကဘယ်နိုင်ငံသားတော့မေးတော့မြန်မာလို့ဆိုဘာပြောလို့ဆို unknown country အဲ့လိုပြောခံလဲရတယ် unknown country လို့ပြောသွားတယ်သူလူမသိသူမသိတဲ့နိုင်ငံပေါ့လေအတော်ဆိုးတဲ့လူအဲ့ဒါလိုပဲဟိုကိုယ့်ကိုခဘာကြောနေတယ်နိုင်ငံကြောနေတယ်ပြောပြီးလူမသိတဲ့လူတွေအများကြီးရှိတယ်မြတ်စွာဘုရားကြတော့အဲ့ဒါလိုလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့သူကလောကတ္တယဗျာပကောကာမဘုံရူပဘုံအရူပဘုံလို့ဆိုတဲ့လောကသို့မဟုတ်လူဘုံနတ်ဘုံဗြဟ္မဘုံဆိုတဲ့လောကအဲ့ဒီလောက၃မျိုးလုံးမှာပြန့်နှံ့ပြီးတော့ယထာဘုဇ္ဇခုနတိကတော့မမကန်ကြော်တာမဟုတ်ဘူးတချို့ကကြော်တာမတော်တာတွေအများကြီးပဲလေသူကသူကြော်ညာလို့ကြော်တာရှိသေးတယ်လေဟုတ်မဟုတ်ဘူးကြော်ညာအားကောင်းလို့ကြော်နေတာတွေရှိမြတ်စွာဘုရားကျတော့အဲ့လိုကြော်ညာအားကောင်းလို့ကြော်တဲ့အကြော်မဟုတ်ဘူးယထာဘုဇ္ဇခုနအထိကတော်တကယ်ကိုစစ်မှန်တဲ့ခုံကြောင့်ရလာတဲ့အတိဝိယပရိသုတ်တော်ရတော်တဲ့လုံးဝတန့်စင်တဲ့ခုံတရင်လို့ဆိုလိုတယ်အဲ့တော့မြတ်စွာဘုရားမှာဣတရိယဓမ္မယတဆိုတဲ့ဘုန်းတော်ဟာလည်းပဲအမှန်တမ်းကြီးမားတဲ့ဘုန်းတော်ကဘာအနတ်နော်လူသားတွေအတိုင်းဝိုင်းနေမကဘူးနတ်တွေအတိုင်းဝိုင်းဗြဟ္မာတွေအတိုင်းဝိုင်းထိအောင်မြတ်စွာဘုရားကိုအလုံးကသိချတယ်သိမှာပေါ့ဒီစัจ java လာတယ်မဟုတ်ဘူးလေဒီစัจ java လာတယ်မဟုတ်ဘူးမြတ်စွာဘုရားကဒီစัจ java လာဂရေတသိန်းကလာတဲ့နတ်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံထားကြတယ်အဲ့တော့ဒီစัจ java လာတစ်ခုတည်းတင်ကြော်တာမဟုတ်ဘူးမြတ်စွာဘုရားကိုနာမည်ပြရင်တော့စัจ java လာကြော်လို့နာမည်ပြရမယ်ထင်တယ်ကဘာကြော်တော့မဟုတ်စัจ java လာအားလုံးကသိတဲ့ပုဂ္ဂိုလ်တူဟာမြတ်စွာဘုရားပဲဖြစ်တယ်ဒါကြောင့်မို့ယတဘုံကုံဟာလည်းသူများကြော်တာနဲ့မတူဘူးလို့ဒီလိုပြောနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ဒီတိရိစက်တိရှိတာနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်အေးလူတွေကပြောကြတယ်ဒီပုဂ္ဂိုလ်ကြည့်လိုက်ရတာစက်တိရှိလိုက်တာယောဂစက်တိရှိတယ်ဝဇ္ဇဆင်စက်တိရှိတယ်နဲ့ပြောကြတယ်အဲ့ဒီမှာစက်တိဆိုတာလူတိုင်းမှာပြည့်စုံခြင်းမှာပြည့်စုံမှာပေါ့နော်စက်တိမရှိဘူးရှိအောင်လှုပ်ထားချို့ကြတော့မျက်နှာတောင်ပေါင်းတင်ထားသေးတယ်လေစက်တိပိုရှိလားမလားလို့လှုပ်ကြတာပေါ့အမျိုးစုံလှုပ်ကြတာမြတ်စွာဘုရားကျတော့အဲ့လိုပေါင်းတင်ကြမှမလိုတာသူကြတော့ငကိုစက်တိရရှိတော့ရူပကာယဓတနာဗျာဝတသနနေယနပတာဒသနနသမထတဲ့အလှအပကိုကြည့်ဖို့အားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်တော့စိတ်တိုင်းကြအောင်လှတဲ့အလှဟာမြတ်စွာဘုရားမှာလာရှိတယ်လို့ဒီလိုဆိုတယ်နော်ရူပကာယမြတ်စွာဘုရားရဲ့ရုပ်အဆင်းဟာဘယ်နေရာကကြည့်ဘယ်ဟာကိုပဲကြည့်လက်ချောင်းကြည့်မလားမျက်နှာကြည့်မလားနှာခေါင်းကြည့်မလားပဲအသေးစိတ်ဘယ်ဟာကိုပဲကြည့်လောကလူတွေအလှပရှာကြည့်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေရဲ့မျက်စိပတာဒကိုဖြစ်ပွားစေနိုင်တယ်တဲ့
မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကိုယ်ရင်ကအစိတ်ပိုင်းတွေအားလုံးဟာပြည့်ပြည့်စုံစုံจิตတည်ရှိလို့တိတိဆိုတဲ့ဘုံတော်နဲ့ရတယ်ဒါဘဂဝါလို့ခေါ်တာတဲ့ထွတ်ထိပ်ရောက်ပုံကိုပြောပြဟောနောက်တစ်ခုကျတော့ဘာလို့ဆိုရင်ပယတ္တကာမဆိုတာလူရင်ဆန္ဒမြတ်စွာဘုရားဟာလူရင်ဆန္ဒမှန်သမျှကိုယ်အကျိုးစီးပွားလှုပ်ချင်တာလားသူများအကျိုးစီးပွားကိုလှုပ်ချင်တာလားဘယ်အရာကိုပဲလှုပ်ချင်မြတ်စွာဘုရားမှာအောင်မြင်မှုတွေအများကြီးရတယ်လို့သူတို့ဆိုတာဘယ်ကိစ္စဖြင့်အတ္တဟိတဖြင့်မအောင်မြင်မှုရှုံးပေးလိုက်ရတယ်ပရဟိတကိစ္စလုပ်တဲ့နေရာမှာလည်းပဲမအောင်မြင်လိုက်ဘူးလို့ဆိုတာမျိုးတစ်ခုမှမရှိဘူးမြတ်စွာဘုရားဒီလှုပ်တဲ့လှုပ်ထိုက်တာလှုပ်လိုက်တာမှန်သမျှအားလုံးအကျိုးပြည့်စည်တာဖြစ်သောကြောင့်ကာမတဲ့ပြည့်စုံလုံလောက်တဲ့အကျိုးကိုရရှိတယ်လို့ဒီအဓိပ္ပာယ်နဲ့ပခဆိုတဲ့ဂုံရည်ချင်းတစ်ခုနဲ့ပြည့်စုံတယ်လို့ဒီလိုဆိုလိုတာနောက်တစ်ခါပယတ္တလို့ဆိုတဲ့အခါကျတော့ဘာတော့တဗ္ဗလောကဂရုဘာဝပတ္တိဟေတုဘူတောတလောကလုံးကလေးစားလောက်တဲ့အကြောင်းတရားဖြစ်တယ်တမ္မာဝါယာမသင်္ခါတောပယတ္တောမမှန်ကန်ကြိုးစားတဲ့နေရာမှာရသော်ဘုရားလုံးလုံးဝဝိရိယကောင်းတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးဘာသာရေးခေါင်းဆောင်နေတဲ့မယ်ရသော်ဘုရားကဘာမှာအလုံးလုံးဆုံးလို့ပြောအောင်နော်ကဘာမှာအလုံးလုံးဆုံးဘယ်သူလုံးနိုင်မလဲမြတ်စွာဘုရားလားမြတ်စွာဘုရားဟာနေ့မှလည်းတနေ့ကုန်အလုံးလုံးတယ်ပြောမယ်ဆိုရင်နံနက်ပိုင်းနေ့လယ်ပိုင်းနှစ်ချိန်ညပိုင်းရောက်တဲ့အခါကျတော့ပထမယံလူတွေယဟန်တွေတရားဟောတယ်မစ္စည်းမယံရောက်တော့နတ်တွေပြမာတွေတရားဟောတယ်ပစ္စည်းမယံလေးမှာနားနေအိပ်ဆက်တဲ့အချိန်လေးက2 နာရီတောင်မပြည့်ဘူးမြတ်စွာဘုရားအခုခေတ်ဆရာဝန်တွေကတော့ပြောကြလိမ့်မယ်7 နာရီမအိပ်ရင်မဝဘူးဆိုတာဟုတ်မှာပေါ့အိပ်ကြီးတဲ့လူတွေကတော့7 နာရီအိပ်မှဝမှာနော်ကျမကြီးထိခိုက်တယ်လို့ပြောမယ်မြတ်စွာဘုရားကတော့မဟုတ်ဘူး2 နာရီတောင်ပြည့်အောင်မအိပ်ဘူးဘုရားအလုံးလုံးနေတာမနေ့ကျတော့လေအစောကြီးထားပြီးတော့မြတ်စွာဘုရားလောကကြီးတရားတွေကိုကြည့်ပြီးတော့ဘယ်တရားဘယ်အခြေအနေရှိတယ်ဘယ်သူကိုနားလည်အောင်ပြောရမယ်ဆိုတာတွေလောကကြီးမနေ့အချိန်မှာတစ်ချိန်ကြည့်တယ်ညနေမှာတစ်ချိန်ကြည့်တယ်တနေ့ကို2 ချိန်ပုံမှန်အလုံးလုံးပြီးတော့ကြည့်ဘုရားမှာနားတဲ့အားတဲ့အချိန်မရှိဘူးတဲ့အလုံးလုံးဆုံးပုဂ္ဂိုလ်ဟာကိုမြတ်စွာဘုရားပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့အများလေးစားလောက်အောင်အလုတ်ကြိုးစားခဲ့တဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ကလည်းပဲဘဂဝါဆိုတဲ့ဂုဏ်ကိုထိုက်တန်တယ်လို့ဒီလိုပြောတာနော်အဲ့ဒါကိုပြောတာဘုရားဘာသာဝင်တွေသိကြလိမ့်မယ်သောဘဂဝါဘုန်းတော်ကြီးမာထိုးရှင်တော်မြတ်ဘုရားသည်ဣတိပိဣတရိယဓမ္မယတသီရိကာမပယတ္တအပြာဘုံ6ပါးနဲ့ထူးခြားကုန်လုံးပြည့်စုံပေတတ်ဤအကြောင်းတကကြောင့်လဲဘဂဝါဆိုတဲ့ဂုဏ်တော်ကြီးနဲ့ထင်ပေါ်ကြော်ကြားပါပေတယ်လို့အချောင်ရတဲ့ဂုဏ်ရည်ချင်းတော့မဟုတ်ဘူးသူများတဲ့ကြီးမားထူးချွန်တဲ့ဂုဏ်ရည်တွေနဲ့မြတ်စွာဘုရားဟာပြည့်စုံခဲ့တာဖြစ်တယ်လို့ဒီလိုဆိုလိုတာနော်ကဲကောင်းပြီနောက်တစ်ခုပြောမှာတော့ဝိပတ္တဝါဆိုတဲ့စကားလုံးအဓိပ္ပာယ်နဲ့ပြောတယ်တရားဓမ္မတွေကိုဟောပြောတဲ့အခါမှာမြတ်စွာဘုရားအသေးစိတ်ဝေဖန်ပြီးတော့ခွဲခြားဟောပြောတယ်လုံးပြီးတော့မဟောဘူးအသေးစိတ်ဝေဖန်ခွဲခြားတယ်အသေးစိတ်ဝေဖန်ခွဲခြားတာကိုသိကျင်လို့ရှိရင်အဘိဓမ္မာ9 ချမ်းကိုလေ့လာလိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့ analyze လုပ်တာဘယ်လောက်သိချတယ်ဆိုတာစဉ်းစားတာကြည့်တယ်လောကလူတွေကရေဆိုတာဘာလဲဆို water ဆိုပြီး H2O ပဲ3 မျိုးပဲခွဲတယ်မြတ်စွာဘုရားကရေဆိုတဲ့ထဲမှာကြည့်10 မျိုးခွဲပြထားတာနော်အဲ့တော့ဘုရားလောက်အသေးစိတ်တာလောကမှာမရှိဘူးအလုံးအသေးစိတ်ပြီးခွဲခြားဟောပြောနိုင်တာဖြစ်သောကြောင့်လဲဘဂဝါလို့ဒီလိုခေါ်ပါတယ်လို့အဓိပ္ပာယ်ရှင်းပြတယ်နောက်တစ်ခါကျတော့ဒီလိုရည်ချင်းတွေနဲ့ပြည့်စုံပြီးတော့ကိုသိတဲ့တရားတွေကိုအသုံးချသလားတချို့ကျတော့ကိုသိတဲ့တရားတွေကိုရထားတဲ့တရားတွေကိုအသုံးချခြင်းမှချတာဟုတ်လောကမှာပစ္စည်းရှိတိုင်းကိုသုံးတာမှဟုတ်တယ်မြတ်စွာဘုရားကျတော့နေ့စဉ်နဲ့အမျှဗြဟ္မဝိဟာရတရားတွေမေတ္တာတို့ကရုဏာတို့မုရိဒာတို့ဇန်တရားတွေတို့တမဘတရားတွေတို့ရတာနေ့စဉ်နဲ့အမျှအသုံးချဘုရားဘယ်လောက်ထိအောင်တမဘကိုအသုံးချတယ်လဲလို့ဆိုရင်တရားဝါတွေကိုတရားဟောနေတဲ့အချိန်မှာတရားဝါတွေက
ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့တာဓုနဲ့ခေါ်နေတဲ့အချိန်လေးမှတောင်မှပဲသမဘဝင်စားလိုက်တယ်တဲ့စက္ကန့်ပိုင်းလေးနဲ့အဲ့လောက်ထိအောင်ကိုအချိန်ကိုအားမပေးပဲနဲ့ကိုလုပ်တဲ့ကိုရထားတဲ့တရားဓုပေါ်မှာဒီအသုံးချတာဖြစ်သောကြောင့်မြတ်စွာဘုရားကိုဘဂဝါလို့ခေါ်တယ်။ဟောနောက်ဆုံးတစ်ခုကြတော့ဘာလို့ဆိုတော့ဘဝေတုဝန္တကမနောဘုန်းကြီးတို့တွေဘဝတဘဝကနေတဘဝနော်ဟိုဘဝကနေဒီဘဝအဲ့ဒါလို့ဘဝခရီးကြီးကိုရှောင်လန်းနေတာဘယ်သူကြောင့်ရှောင်လန်းနေရတာတော့တကယ်တော့ဘဝခရီးကိုဘယ်သူကရှောင်လန်းစေတာတော့လို့မေးလို့ရှင်တဏှာပဲတွေ့တာမှုဆိုတဲ့ဒီတဏှာရဲ့စွမ်းအားနဲ့လူတွေဟာတဏှာကနေပြီးတော့ဥဆောင်ပြီးတော့ကံတရားတွေကိုဖန်တီးခိုင်းတယ်အဝိဇ္ဇာကနေပြီးတော့အမှန်တရားကိုမသိအောင်ကာကွယ်ပေးထားတယ်တဏှာကရှေ့ဆောင်ရှေ့ပြလုပ်ပြီးတော့ကံတရားတွေကမျိုးစေ့ချပေးနေတယ်ဒါကြောင့်မို့ဘဝတစ်ခုဟာဒီဘဝပြောင်းသွားလိုက်ဟိုဘဝပေါ်လာလိုက်ဟိုဘဝပြောင်းသွားလိုက်နောက်ဘဝပေါ်လာလိုက်နဲ့ဘဝတွေကိုဒီမဆုံးနိုင်အောင်ဘဝခရီးကြီးကိုရှောက်လန်းနေကြမြတ်စွာဘုရားကြတော့အဲ့ဒီမဆုံးနိုင်တဲ့ဘဝခရီးကြီးကိုဆောင်ကျင်းနေတဲ့တဏှာဆိုတဲ့ရှေ့ပြေးကိုဖယ်ရှားပစ်လိုက်ပြီအဲ့ဒီတဏှာဆိုတဲ့ရှေ့ပြေးကိုအန်ထုတ်ပစ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်နဲ့ဘဂဝါဘဝေတုဝန္တကမနောဘဝတွေမှာဒီထွေးအံအပြည့်တဲ့တဏှာဆိုတဲ့ဒီရှေ့ဆောင်ရှိတယ်ရှေ့ဆောင်ကိုထွေးအံဖြည့်ဆည်းပစ်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်နဲ့လေမြတ်စွာဘုရားကိုဘဂဝါဆိုတဲ့အဓိပ္ပာယ်နဲ့ဖွင့်ဆိုထားတာဖြစ်ပါတယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဘဂဝါခုံတော်ဆိုဒီမှာအင်တမလေးနဲ့တဲ့ပြည့်စုံတဲ့ဒီလိုအရေးချင်းတွေကိုရည်ညွှန်းပြီးတော့ခေါ်တာဖြစ်တယ်နံပါတ်1မြတ်စွာဘုရားကိုဘဂဝါလို့ခေါ်တာဟာပါရမီတွေအပြည့်အဝကျင့်သုံးပြီးဖြစ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်နော်နံပါတ်2ဘာကြောင့်ဘဂဝါခေါ်တော့ဆိုအဆိုးတရားတွေအလုံးကိုဖယ်ရှားချိုးနှိမ်ပြီးဖြစ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်နံပါတ်3ကျတော့အမတမစွမ်းရည်ပြေဝတဲ့ဣတရိယဓမ္မယတသီရိကာမပယတ္တဆိုတဲ့အရည်ချင်းတွေနဲ့ပြည့်စုံသောကြောင့်လည်းဘဂဝါလို့ခေါ်တယ်ဟောဒီလိုဆိုလိုတယ်နောက်တစ်ခါနံပါတ်4ကျတော့တရားဓမ္မတွေကိုပြည့်ပြည့်ဝဝနဲ့ခွဲခြားစိတ်ဖြတ်ပြီးဟောကြားတတ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်နောက်နံပါတ်6နံပါတ်5အနေနဲ့ကျတော့ဘာလို့ဆိုရင်ဒီမိမိရရှိထားတဲ့တရားဓမ္မတွေကိုအမြဲတမ်းအသုံးပြုနေတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်နောက်ဆုံးနံပါတ်6ကျတော့ဘဝကိုရှေ့ဆောင်ရှေ့ရွက်လုံနေတဲ့တဏှာဆိုတဲ့အဆိုးတရားကိုဖယ်ရှားထွေးအံပြီးဖြစ်သောကြောင့်လည်းဘဂဝါလို့ခေါ်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဘဂဝါရဲ့အဓိပ္ပာယ်တွေကိုဖွင့်ဆိုထားတာဖြစ်ပါတယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အနေနဲ့ဘုရားမြတ်စွာရဲ့ဘဂဝါကုံတော်တွေကိုအာယုံပြုပြီးတော့တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဒီလိုရည်ချင်းနေရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပေတယ်လို့ဆိုတာကိုသိရှိနားလည်ပြီးတရားတရားဖြစ်ပွားပြီးမြတ်ဗုဒ္ဓရဲ့ခုံတော်တွေကိုမိမိတို့ရဲ့ယင်နဲ့နှလုံးထဲရောက်အောင်ကျင့်ဆောင်ခြင်းအားဖြင့်မိမိတို့ဘဝမှာလည်းပဲလေးစားဖွယ်အရည်ချင်းတွေရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဘုံလန္တဒုက္ခပင်္ဂစာမေတ္တာပုံနေတုသင်္ကမ
မနောတရာတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပါဝင်းမွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြจิตတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာဇာဝံတို့သည်ဖုံးလန်းတဝန္တာရှင်မျိုးဝမုံလူလျက်ကြည်နူးွယ်ကြုံဖူးပွင့်ညာကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း